အားလုံးပဲမင်္ဂလာပါကောင်းပြီလို့ရေကျွန်တော်ကတော့ကိုချိုဂိမ်းမြန်ကိုချိုပဲဖြစ်ပါတယ်ကျုပ်ဒီနေ့ brother တို့ကိုကျွန်တော်ပြောပြခြင်းတဲ့ဟာလေးကဘာလဲဆိုတော့ဗောနော်ဒီ magic wheel potion မှာကျွန်တော်တို့တက်လာတဲ့နဲ့ဒီတရားတစ်ခုကိုဘယ်လိုစုသွားခဲ့လဲဆိုတာပြောပြပေးမှာဖြစ်ပါတယ်ဒီနီလန်းလေးကကျွန်တော်တကယ်ဗောနော်ရမလားမရမလား try နဲ့ရသွားခဲ့ရလေးဗောနော်ကျွန်တော်အနေနဲ့မှာ diamond က10လုံးလောက်တောင်မှမကုန်ပါဘူးအဲ့လိုမျိုးကျွန်တော် diamond 10လုံးမကုန်မဲနဲ့ဗျာဒီလိုမျိုး try မှုဆိုတာ brother တို့အနေနဲ့ free နီးပါးလောက်ထိဖြစ်ပါတယ်အဲ့အတွက်ကြောင့်မို့ brother တို့အနေနဲ့ဘယ်လို try ရမလဲဆိုတာကျွန်တော်ပြောပြရမှာဖြစ်ပါတယ်ကဲအဲ့ဆိုလို့ရှိရင်တော့ video လေးမစတင်ခင်မှာကျွန်တော် video လေးကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင်တော့ like and subscribe လေးနှိပ်ခဲ့ဖို့တော့မမေ့ပါနဲ့ဗျာကဲအဲ့ဆိုကျွန်တော် video လေးစလိုက်ကြရအောင်ကဲပထမဦးဆုံးအနေနဲ့ brother တို့ကိုကျွန်တော်1အချက်2အချက်3ချက်ဆိုပြီးတော့3ချက်ခွဲထားပေးပါတယ်ပထမဦးဆုံးအနေနဲ့1အချက်ကိုကျွန်တော်ပြောလိုက်ကြရအောင်ဒီအချက်ကဘာလဲဆိုလို့ရှိရင်တော့ brother တို့အနေနဲ့ကျွန်တော်တို့တစ်နှစ်မှာ2ခါလာတဲ့ promo diamond ပဲဖြစ်ပါတယ်ဟုတ်ပါတယ်ဗျတစ်နှစ်မှာ2ခါလာတဲ့ promo diamond မှာ brother တို့အနေနဲ့ကျွန်တော်ဒီဟောပါတော့ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ဗျာတစ်နှစ်မှာ2ခါလာတဲ့ promo diamond ကပထမတစ်ခါမှကျွန်တော် ebis skin နေလောက်ထိ ebis skin တို့ live skin နေလောက်ထိလဲလို့ရတယ်ဒုတိယအခါမှာကျတော့ဗျာ brother တို့အနေနဲ့ elite skin လောက်ထိပဲလဲလို့ရမယ်အဲ့လိုမျိုး elite skin လောက်ထိပဲလဲလို့ရမယ်အဲ့လိုမျိုး2ခါလာမယ်ဗျာ2ခါလာတဲ့အချိန်မှာ brother တို့အနေနဲ့ကိုကြိုက်တဲ့ skin ကိုယူပြီးတော့ promo diamond ပို့သေးရဒါမှမဟုတ်ဗျာ promo diamond မပို့ဘူးဆိုရင်တော့ brother တို့က legend skin လူချင်းနဲ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီမှာဒီ aura crystal ဆိုတာရှိပါတယ်အဲ့ aura crystal ရဲ့ဒီလားစင်ပုံပါဗောနော်ဒီမှာအဲ့ကြလို့ရှိရင်တစ်လုံးဖြစ်သွားပါလိမ့်မယ်ပြောရလို့ရှိရင်တော့ကျွန်တော်ဒီအပတ်စဉ်ပုံဆိုတာရှိပါသေးတယ်အဲ့အပတ်စဉ်ပုံမှာလည်း brother တို့အနေနဲ့နှိုက်ပေးလိုက်ပါနှိုက်မယ်ဆိုလို့ရှိရင်တော့ brother တို့အနေနဲ့နှစ်ခုကိုကျွန်တော်တို့ aura crystal အနေနဲ့ diamond နှလုံးမဲ့တုံးပြီးတော့200လောက်အထိရအောင်မှာဖြစ်ပါတယ်အဲ့လိုမျိုး200လောက်ထိရအောင်မယ်ဆိုလို့ရှိရင် brother တို့အနေနဲ့ဒီမှာဒါလေးကိုပြောနော် aura crystal လေးကိုထပ်စုပြီးတော့ brother တို့အနေနဲ့ဖောက်မယ်ဆိုလို့ရှိရင်ဘောတော့200ဆိုတာဗျာကျွန်တော်အနည်းဆုံးအနေနဲ့ပြောထားတာပေါ့နော် brother တို့အနေနဲ့ကန်ကောင်းလို့ရှိရင်ကန်ကောင်းတဲ့လောက်ပဲ brother တို့ကကျွန်တော်တို့မြင့်ပြီးတော့ရအောင်မှာဗျာတိလားအဲ့လိုမျိုးအများကြီးရအောင်မှာပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ brother တို့အနေနဲ့ဒီ aura crystal လေးကိုကျွန်တော်အနေနဲ့မှကျူစေရခြင်းဖြစ်ပါတယ် brother တို့အနေနဲ့ ebis skin တွေဆိုတာဗျာအခု mobile legend ဘက်ကနေပြီးတော့ free ပေးနေရဆိုတော့ဗျာ brother တို့အနေနဲ့ကိုလိုချင်တဲ့ skin ကတော့တစ်ချိန်ချိန်ကြာလို့ရှိရင်တော့ရမှာပဲဗျာbrother တို့အနေနဲ့တစ်ချိန်ချိန်ကြာလို့ရှိရင်တော့မရဆိုလို့တူးမှပဲရှိရပေါ့နော်ကဲအဲ့ဆိုကျွန်တော်ဆက်သွားလိုက်ကြရအောင်ဒုတိယအချက်လေးကိုဒုတိယအချက်ကဘာလဲဆိုလို့ရှိရင်နော် brother တို့အနေနဲ့ magic potion တွေစုတာပဲဖြစ်ပါတယ်ဟုတ်ပါတယ် magic potion တွေစုတာအများကြီးရှိပါတယ်ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ပထမတော့ပါဘောနော်အဲ့ဟို event တွေမှာ brother တို့အနေနဲ့ magic potion တွေလာတာရှိပါတယ်တချို့ event တွေဥပမာဆိုလို့ရှိရင်များကျွန်တော်တို့ KOF event မှာဆိုလို့ရှိရင်ကျွန်တော်တို့ magic potion ပါတာရှိရပေါ့နော်ကျွန်တော်ကအဲ့လိုမျိုးအဲ့ဒီကအဲ့ MLBB ဘက်က mobile legend ဘက်ကနေပြီးတော့ပြီးတယ်ကျွန်တော်တို့ free တုံးငယ်6ခုလောက်နဲ့ကျွန်တော်တို့ magic potion အခု20လောက်အထိကိုပေါက်သွားခဲ့ပေါ့နော်ကျွန်တော်ဘာမှမပေါက်ပဲကျွန်တော် magic potion ကြီးပဲပေါက်တာပေါ့နော်အဲ့လို magic potion ကြီးပဲပေါက်သွားတာလေးပါတယ်ပေါက်တော့ကျွန်တော်တို့ဒီမှာအဲ့ဒီရဲ့ကျွန်တော်တို့ဒီ draw ရဲ့အဲ့ magic wheel မှာကျွန်တော်တို့9កောက်တစ်ပတ်စီဖောက်တယ်9កောက်တစ်ပတ်စီဖောက်လို့ရှိရင်များဘာရမလဲဆိုလို့ရှိရင်ဒီမှာ9កောက်ပြည့်သွားလို့ရှိရင် magic potion လေးတစ်လုံးပြန်ရတယ်ကျွန်တော်မှာအဲ့တုန်းကဗျာနှလုံးလောက်ရှိသေးရပေါ့နော်ဘယ်လောက်လဲမသိရှိသေးရဗျာဒီလားအဲ့နဲ့ကျွန်တော်တို့9កောက်တစ်ပတ်ဖောက်တယ်ဖောက်လို့အကုန်လုံးပြီးသွားပြီဆိုလို့ရှိရင်ဒီကနေပြီးတော့တစ်လုံးပြန်ရတယ်ဗျာရတော့အဲ့နဲ့ကျွန်တော်ကနေပြီးတော့ထပ်ပြီးတော့ဖောက်တယ်ဖောက်တော့ကျွန်တော်တဖြည်းဖြည်းနဲ့များလာတာပေါ့နော်ကျွန်တော်အဲ့လိုမျိုးစုတယ် diamond အနေနဲ့ကတော့မကုန်ဘူးဗျာဒီလားဘာလို့လဲဆိုတော့ mobile legend ဘက်ကနေပြီးတော့ပေါ့နော်ဒီ event တွေလာတိုင်း free token တွေရဗျာ free လို့ပေးနေရပေါ့နော်ဒါကကိုကန်နဲ့လဲကိုဆိုင်နေဗျာပြီးသွားလို့ရှိရင်ကိုကတကယ်ကန်ကောင်းနေမယ်ဆိုလို့ရှိရင်တော့ဗျာbrother တို့အနေနဲ့ရဖို့ chance ပုံများတယ်ကိုက diamond 3တဲ့လူဆိုလို့ရှိရင်တော့အဲ့ဒါသိကြတယ်ဗျာ brother တို့အနေနဲ့အနည်းဆုံးမရဘူးဆိုလို့ရှိရင်တော့မှာပဲဗျာmagic wheel potion အနေနဲ့ကကျွန်တော်10ခုလောက်တော့ရပါတယ်ကျွန်တော်ကစက်တာကြီးကိုပေါက်သွားဗျာတိလားလုံးဝဘာမှမပေါက်ဗျာ KOF event မှာအဲ့ magic wheel ပဲလှည့်တိုင်း magic wheel potion ကြီးပဲပေါက်တာပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ကျွန်တော်အဲ့လိုမျိုးဖြစ်သွားတာလဲပါတယ်ပေါ်လို့ရှိရင်တော့ကျွန်တော် magic wheel potion ဘယ်လိုစုလဲဆိုတော့အခုတတိယအချက်မှာပြောပြပြီးမှဖြစ်ပါတယ်ကဲတတိယအချက်အနေနဲ့ကတော့ကျွန်တော်တို့ဒီ
ပေါ့နော်ဟိုဟာထဲမှာကျုပ်အဲ့နေစဉ်ရဲ့ဒါကတော့လူတိုင်းသိတဲ့အချက်ပေါ့နော်ဒီ crystal ဟိုဟာလီးထဲမှာပေါ့နော်ဒီထဲမှာကျွန်တော်က level 40ကျော်သွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီမှာ magic wheel potion ပါနေအကေ brother တို့အနေနဲ့ magic wheel potion မပေါက်ဘူးဆိုလို့ရှိရင်တော့ဗျာဒီဇိုးတွေအတုံးလေးပေါက်တယ်ဆိုလို့ရှိရင်တော့ brother တို့အနေနဲ့ဒါကုကန်တော်တော်ကြီးကိုကောင်းတယ်လို့ပြောလို့ရမှာဖြစ်ပါတယ်ဒါတော့ကျွန်တော်ကဒီကောင်လေးပေါက်တယ်ဒီကောင်လေးပေါက်တယ်ပေါ့နော်ဒါကကျွန်တော်နောက်ကျမှ video လေးထပ်ပြီးတော့တင်ပေးပါမယ်brother တို့အနေနဲ့ဒီလိုမျိုးကောင်တွေကိုကျွန်တော်တို့ပေါက်ချင်တယ်ဆိုလို့ရှိရင်တော့ brother တို့အနေနဲ့လုပ်လို့ရပါတယ်brother အနေနဲ့လုပ်လို့မရတာဘာလဲဆိုလို့ရှိရင်တော့ဗောနော်ထွက်သွားတဲ့လူကကိုယ်စီပြန်လာအောင်တော့ brother အနေနဲ့လုပ်လို့မရပါဘူး What the fuck အဲ့ဒါတော့ကျွန်တော်လည်းမလုပ်တတ်ပါဘူးကဲအဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်ဗီဒီယိုလေးရောဒီလောက်ပါပဲ brother တို့အနေနဲ့ကျွန်တော်ပြောတဲ့အချက်တွေကကိုယ့်ရဲ့ကန်နဲ့လဲဆိုင်တယ်လို့ mobile ရက်ကပေးရဲ့ free token တွေနဲ့လဲဆိုင်နေပေါ့နော်ကျွန်တော်ကတော့ဒီ event မှာ promo diamond ကကျွန်တော်တို့10လုံးတော့မကုန်ဘူးပေါ့နော်ကျွန်တော်2လုံးလောက်ပဲကုန်တယ်ဒါတော့တစ်နှစ်ကို2ခါလာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါ brother တို့အနေနဲ့ပေါ့နော်ကိုယ့်ကန်နဲ့ဆိုင်တာမဟုတ်ပါဘူး brother တို့အနေနဲ့ဗျာ diamond တစ်လုံးလောက်ကတော့ဗျာဘယ်နေရာတွားထည့်တွားထည့်လို့ရတယ်ပေါ့နော်ဟိုဗာလဲအဲ့ဘယ်နေရာတွားထည့်ဟုတ်တယ်ဗျာသူကထည့်လို့ရတဲ့အခြေအနေကြီးမှာ brother အနေနဲ့လူတိုင်းကဗျာအခုချိန်တနည်းမဟုတ်ဘူး1000လောက်ကတော့ဗျာ brother အနေနဲ့ရမှာပဲတဲ့လားအဲ့တဲ့ကြောင့်မို့လို့ brother အနေနဲ့legend skin တကောင် free နီးပါလိုချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ပြောရဲ့အချက် disentrol လေးနဲ့ try လို့ရပါတယ်ကဲအဲ့ဆိုလို့ရှိရင်တော့ကျွန်တော် video လေးကဒီလောက်ပါပဲ brother တွေbrother တွေကြိုက်နေတက်လို့ရှိရင်တော့ like and subscribe နဲ့ကူညီပေးသွားခဲ့လို့ရပါတယ်